သားတို့ရေအားလုံးပဲမင်္ဂလာပါအပတ်စဉ် Super Book ဖုန်းအစီကနေအားလုံးကိုပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဦးရဲ့ပြည့်နဲ့မချယ်တို့ကအပင်လေးတွေဆိုင်ရင်စကားလေးတွေပြောမယ်ဒါကြောင့်မလို့သားတို့ကအတူတူလိုက်ပြီးတော့ဦးတို့နဲ့အပင်ဆိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်အပင်ဆိုင်ဖို့အတွက်အရေးကြီးတဲ့အရာလေးတွေကဘာလဲဆိုတာကိုမချယ်ရီကပြပြမယ်အပင်ဆိုင်ရင်အရေးကြီးတဲ့အရာတွေကဘာတွေလဲဘယ်နှချက်ရှိလဲအချက်လေးကတော့3ချက်ပဲရှိပါတယ်ပေါ့နော်မြေဆွေရေမျိုးစိပဲဖြစ်ပါတယ်အရေးကြီးဆုံးအရာကတော့မျိုးစိလေးပဲဖြစ်တယ်ပေါ့နော်ဒီမျိုးစိလေးတွေကဘာဖြစ်လို့အရေးကြီးတယ်လို့ထင်လဲဩဘာဖြစ်လို့အရေးကြီးလဲဆိုတော့အမချယ်ရီကလည်းမျိုးစိရှိမှအပင်ပေါက်ပါလေသိဟုတ်တာဗောအပင်ပေါက်လာရင်ကြီးထွားအောင်အသီးသီးအောင်ဂယူဆိုင်ရမယ်ပြီးတော့ရေလောင်းမယ်တတမီမီတို့အပင်စိုက်တဲ့ခါမှာမျိုးစိကအရေးကြီးတယ်ဆိုတာကိုတတမီမီတို့သိပြီနော်ဆိုတော့နောက်ပိုင်းမှာအမြင့်လေးတွေကကြီးထွားလာမယ်အခက်အလက်လေးတွေကဖွံ့ဖြိုးလာမယ်ပေါ့နော်ဒီအရာကကြီးထွားခြင်းကိုပုံဆောင်တဲ့အရာလေးတွေပဲဖြစ်ပါတယ်စကားပြောလို့ကောင်းတော့ Gizmoji ကမေးဝင်လာတယ်မချယ်ရီဒီတစ်ခါမှရောတတမီမီတို့တငယ်ချင်းတွေကရင်ဆိုင်နေရတဲ့အရာတွေကဘာတွေလဲဘယ်လိုမျိုးတွေကိုကြုံတွေ့နေရလဲဆိုတာကိုသိရအောင်မမတို့အခုပဲကြည့်လိုက်ကြရအောင်သမီးတက်ကခုနေနေပါသမီးအမေနဲ့ချင်းတဲ့တော့ပါရှင့်ကျေးဇူးမေသမီးမေခုတစ်ခုမချင်းလို့ပါသမီးရလေဒီကြလာကြီးမလေးသမီးအပြေးလာထွက်လို့မရဘူးအရင်လိုလဲကစားလို့မရဘူးစောရလည်းမရဘူးသူမချင်းနေလည်းတွေ့လို့မရအားအကြောင်းလေးကျေးဇူးမေသမီးဘလို့ရှိစိတ်ရမလဲဘလို့ကြော်ဖက်ရမလဲကျေးဇူးမေပြောပြပါဦးနော်မင်္ဂလာပါသမီးနာမည်ကတော့အေးပါသမီးအသက်က10နှစ်ပါသမီးနေတဲ့တင်းတော်ကတော့တအုတ်ကလာပါနဲ့ချင်းခရီးရဲ့အတင်းတော်ကပါသမီးကစမိုမေးစရာတစ်ခုရှိတယ်သမီးတငယ်ချင်းတို့နဲ့အတူတူတွေ့ချင်တဲ့ကျောင်းကိုအမြန်ဆုံးတက်ချင်လာပြီဒါကြောင့်ကစမိုဖြေပေးနော်ဒီနေ့စီစဉ်ကတသားတို့အသက်တာအတွက်လိုအပ်တယ်ကောင်းကြီးဖြစ်စေတယ်ဒါမှမဟုတ်နောက်လာမဲ့မျိုးဆက်သစ်တွေဖျားသခင်နဲ့အတူတကွာသွားလာပြီးတော့စစ်မှန်တဲ့တပည့်တော်ဖြစ်ခြင်းကိုမျှော်လင့်နေဆိုရင်တော့စူပါစာအုပ်ရဲ့2020-2030တပည့်တော်ဖြစ်ခြင်းအစီအစဉ်မှာပါဝင်ဖို့အတွက်ဖိတ်ခေါ်ကြပါဒီအစီအစဉ်မှာတော့တသားမီမီတို့အတွက်သာမက Sunday School ဆရာဆရာမတို့အတွက်လည်းမုံမှန်တင်တဲ့ကိုအမြဲတမ်းပြုလုပ်ပေးလျက်ရှိပါတယ်တင်းနေနဲ့ကလေးများအသက်တာကောင်းကြီးဖြစ်စေဖို့အတွက်ပါဝင်ခြင်းနဲ့ဆိုရင်တော့တစ်လကိုမြန်မာကျပ်ငွေ2000နှုန်းဖြင့်ပါဝင်နိုင်ပါတယ်တစ်လကို2000ကျပ်ပါပဲတတမီမီတို့ပါဝင်ခြင်းနဲ့ဆိုရင်တော့ Super Bowl Facebook Messenger မှာတော့၎င်း39953333ကိုလည်းဆက်သွယ်ပါဝင်နိုင်ပါတယ်ဟုတ်ပါတယ်ဦးရဲ့ပြည့်တတမီမီတို့က Gizmo လေးကိုသူတို့ရဲ့အခက်ခဲတွေကိုမင်းညံ့ထားတဲ့အကြောင်းအရာလေးတွေကိုလည်းအခုကကြည့်ပြီးဆိုတော့မသေးကြတဲ့အနာဂတ်အတွက်တသားမျိုးဘယ်လောက်တော့များစိတ်ဝင်နေလိုက်မှမသိဘူးနော်ကဲ Gizmo ရေတသားမမီတို့မေးထားတဲ့အရာလေးတွေကိုဖြည့်ပေးပါဦးနော်ဒီလာများတဲ့သူတွေငါတခါမှမမြင်ဘူးအိတ်တရေလာကျွန်းလေးတားနဲ့ချီပြီးရှိလိမ့်မယ်ငါတော့ကြုံလို့ရားသခင်နဲ့မရှိကိုကျေးဇူးတင်ပါတယ်သူကငါတို့ဘဝတက်ကိုပေးမှာရှင်မင်းကြီးဘာလို့အစ္စရေးတွေကိုလွတ်ပေးလိုက်တာကျုံတွေကဘရင်ကိုအမိတ်ပေးလို့မရဘူးလေသူတို့လုတ်ခဲ့တာပြန်ပေးစမ်းစစ်သူကြီးစစ်သားတွေစုလိုက်အီဂျစ်ကစစ်ရထားတွေအားလုံးအသင့်ပြထားစမ်းဒီအစ္စရေးအရိုင်းအဆိုင်တွေကိုပြန်ဖမ်းအောင်ဒီတစ်ခေါက်တော့ဘယ်သူကမှလုံးဝအလွတ်မပေးနဲ့တွေ့ခဲ့တဲ့ဖျားစီသွားဖို့ဒီပင်လယ်နေရောဘလို့ဖြစ်မှာလဲမောရှိအောင်ငါတို့ဘယ်နေအောင်ဘလို့ခေါ်တော့မလဲဆိုတော့ကောင်းကောင်းသိတယ်မောရှိဖာရိုကင်းနဲ့စစ်တပ်တွေလိုက်လာကြပြီမောရှိ
ဘာလို့ငါ့ကိုခေါ်နေရတာလဲငါရဲ့လူမျိုးတော်တွေကိုရှစ်ဆက်သွားဖို့ပြောပါတင်းလက်ထက်ကဒုတ်ကိုမြောက်ပြီးပင်လယ်ဘက်ကိုဆန့်တန်းလိုက်ပါ ဘာကြည့်နေကြတာလဲလိုက်ဖားကြစမ်းတသားမလို့အခုကြည့်သွားတဲ့သင်ခန်းစာကစူပါစာအုပ်အကောင်းဆုံးခီးစဉ်ဆိုရဲဇာလန်လေးပဲဖြစ်တယ်ဒီသင်ခန်းစာထဲမှာဆိုလို့ရှိရင်ဘုရားသခင်ကအဲဂရုပြည်ကနေသူ့လူမျိုးတော်တွေကိုကယ်တင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရမှာဖြစ်တယ် ဆိုတော့မမတို့တွေဣသရေလလူမျိုးတွေကသူတို့ကိုတနေ့မှဖျားသခင်ကလာပြီးတော့ကယ်နှုတ်မယ်လို့သူတို့ကမျော်လင့်နေပေါ့နော်ဒီမျော်လင့်ခြင်းမျိုးစက်ကပဲသူတို့ကိုကြုံပွားကနေပြီးတော့လွတ်မြောက်စေတာဖြစ်တယ်ဟုတ်ပါပြီတသားမမီတို့ရေမျော်လင့်ခြင်းမျိုးဆက်ကတသားမမီတို့ရဲ့အသက်တာမှာမျိုးစေ့ကြအပင်ပေါက်ရုံကမကကြီးထွားအောင်လှုပ်ဆောင်မှုတော့မမကတသားမမီတို့ကိုဖိတ်ခေါ်ပြစီနော် ကဲသားမျိုးတွေဒီနေ့အစီအစဉ်ကိုကောင်းမွန်စွာဖြင့်လှုပ်ဆောင်ခွင့်ပေးတဲ့ဘုရားသခင်ရဲ့ကြီးတော်ကိုချီးမွမ်းရင်အစီအစဉ်ရဲ့အဆုံးသတ်ကိုဆုတောင်းရအောင်ဒါကြောင့်မလို့သားမျိုးကဦးနဲ့တို့လိုက်ပြီးဆုတောင်းမယ်လိမ်မာတဲ့ကလေးတွေကဆုတောင်းတဲ့ခါမှာမျက်လုံးမိတ်မယ်လှုပ်လေးချီမယ်โอเคဆုတောင်းမယ်ဖဖျားသခင်ယေရှုတင်ပါတယ်ဒီနေ့ရဲ့သင်ခန်းစာကိုယေရှုလေ့လာခွင့်ပေးလို့ယေရှုတင်တဲ့ယေရှုကြတဲ့တသားမြတ်မိသားစုအားလုံးကောင်းချီးပေးပါမျှော်လင့်ခြင်းမျိုးစေ့အားဖြင့်အောင်ရှင်းခွင့်ကိုပေးပါယေရှုနာမ၌ဆုတောင်းပါ၏အာမင်ဒီနေ့အစီအစဉ်ကိုအဆုံးထိဆောင်မြော်ယေရှုပါဝင်ပေးကြတဲ့တသားမမိနဲ့ဖေဖေတို့အားလုံးကိုအထူးပဲယေရှုတင်ပါတယ်နောက်လာမယ့်ပတ်မှာလည်းနောက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းစာတွေရှိနေသေးတာမလို့ဆက်ဆက်စောင့်ကြည့်ပေးဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါသေးတယ် ကိုရောကိုချစ်ခင်သူတွေကိုရောဂရုစိုက်ပါအောင်လို့ပြောရင်အားလုံးကိုနှုတ်ဆက်ခဲ့တယ်။ဖြားတီကောင်းချီးပေးပါစေ။တ တတာ